ချဲအယောင်ဝဲလဲတော့နဲ့တောင်းဆွဲလေယာတလင်းရှုခင်းတွေကစုံလင်းနေတဲ့ရှေးမှုမပြတ်တဲ့စေကူချက်ကစိတ်မြမြရင်ကားသလိုနဲ့ပင်ပင်ပြိုတော့ကလည်းရှုလေချတော့ခရီးတရားတည်းမချဲအယောင်ဝဲလဲတော့နဲ့တောင်းဆွဲလေယာတလင်းရှုခင်းတွေကစုံလင်းနေတဲ့ရှေးမှုမပြတ်တဲ့စေကူချက်ကစိတ်မြမြရင်ကားသလိုနဲ့ပင်ပင်ပြိုတော့လည်းရှုလေချတော့ခရီးပထူသူမျိုးမျိုးတို့ဘဝတည်ထားပါလေရှိခါကကွယ်ရွှေကိုရွှေမင်းရွှေကိုလေးရွှေတထေတို့လူရဲ့ပါလေဝါလို့ထဲအဲ့တဲ့ငင်းမဆုံးတွေ့မဆုံးွယ်ကုန်းကမူထုံပြူလေးမပြဲ့ရတစောင်းပြတ်သားကြောင်းစရာတွေ့နဲ့ကောင်းမြမနတိရွှင်ကြည်မနှောဝဲရေကြီးလျားမြကာလှဝဲညနေညူနှမမေပြူရေကြိုခတ်တဲ့အိုးစီပုံမောင်းချိန်ချိန်ညောင်းလို့ရဲ့ဘသူတွေဖြက်မပြတ်ခဲ့ပါကပေပါဝဲအလူရေဆက်လက်နဲ့မကွာစေတနာကျွဲသရမချုလေတဲ့မြမတို့မြင်နေပတာရငါတွေမယွင်းမဆောင်တဘာဝချေအတင်းမပြောင်းအသင်းပေါင်းကြည်လေကွယ်ကြည်လေကွယ်သိပေမဲ့ဟာမတင်းမမပြင်းဖန်စင်းသည်ပရိယေမရှိတဲ့လာလို့ဧည့်သည်ရှုလို့ဧည့်သည်ကဘာရုတွင်ပမာပြူရင်မြမရှုခင်မြမစိတ်ရစင်သိရမယ်တရားတည်းမချဲအယောင်ဝဲလဲတော့နဲ့တောင်းဆွဲလေယာတလင်းရှုခင်းတွေကစုံလင်းနေတဲ့ရှေးမှုမပြတ်တဲ့စေကူချက်ကစိတ်မြမြရင်ကားသလိုနဲ့ပင်ပင်ပြိုတော့လည်းရှုလေချတော့ခရီးပထူဂူမျိုးမျိုးတို့ဘဝတည်ထားပါလေရှိခါကကွယ်ရွှေအိုရွှေမင်းရွှေကိုလေးရွှေတထေတို့လူရဲ့ပါလေဝင်းဝါလို့ထဲဘယ်ဧည့်သည်ငင်းမဆုံးတွေ့မဆုံးွယ်ကုန်းကမူလေးထုံပြူလေးမပြဲ့ရတစောင်းပြတ်သားကြောင်းစရာတွေ့နဲ့ကောင်းမြမနတိရွှင်ကြည်မနှောဝဲရေကြီးလျားမြကာလှဝဲညနေညူနှမမေပြူရေကြိုခတ်တဲ့အိုးစီပုံမောင်းချိန်ချိန်ညောင်းလို့ရဲ့ဘသူတွေဖြက်မ
ပြက်ခဲ့ပါကပေကဘာဝဲအလူရေးဆက်လက်နဲ့မကွာစေတနာကျွဲသရမချွလေတဲ့မြမတို့မြင်နေပတာရာတွေမယွန်းမဆောင်သဘာဝချေအတင်းမပြောင်းအပင်အပေါင်းကြည်လေကွယ်သိပေမဲ့ဟာမတင်နာမပြင်းဖန်စင်းသည်ပရိယေမရှိတဲ့လောင်းလို့ဧည့်ရှုလို့ဧည့်ကဘာရူတွင်ပမာပြူရင်မြမရှိခင်မြမစိတ်ရဆင်းပြရမယ်